aircon တစ်ကောင်တစ်လုံးကို16နာရီဝန်းကျင်လောက်ထိအေးအေးဆေးဆေးလွတ်လွတ်ကျွတ်ကျွတ်သုံးလို့ရတဲ့ MUSD Max ရဲ့ကျွန်တော်တို့8000 watt all in one power station battery capacity ကလည်း300 AA ကိုမှ watt hour အနေနဲ့ဆိုရင်15360 watt hour battery ရဲ့ဘိုးက51.2volt သူကတော့ကျွန်တော်တို့ solar နဲ့အားသွင်းမယ်ဆိုလို့ရှိရင်လေ PB1 မှာ4000 PB2 မှာ4000သူက solar အဝင်ဒီဘယ်လိုခေါ်မလဲ PB1 PB2 ဆိုပြီးတော့ပါတယ်8000နဲ့ကျွန်တော်တို့အားသွင်းလို့ရတယ် EVC နဲ့အားသွင်းမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့က charging speed ကို လိုလို adjust လုပ်ပြီးတော့တွင်းလို့ရတယ်သူကတော့ကျွန်တော်တို့ battery size အကြီးနဲ့ကျွန်တော်တို့တွဲလို့ရတဲ့ all power station မှာဆိုရင်9200 watt နဲ့8000 watt ဆိုပြီးလာတယ်အဲ့ဒီထဲမှာ8000 watt ကတော့သူ့ရဲ့ inverter က commercial series တွေမှာတုံးတယ်ကျွန်တော်တို့ inverter တိုက်မျိုးဖြစ်သွားတယ်ကဲသူကရှေ့မှာဆိုလို့ရှိရင်လည်း battery ရဲ့ display ကိုလည်းကြည့်ချင်ရင် battery ရဲ့ display မှာကြည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင် inverter မှာပဲဒီ inverter ရဲ့ဒီ information တွေ battery ရဲ့ information တွေကြည့်မယ်ဆိုတော့ inverter ရဲ့ display မှာကြည့်လို့ရတယ်သူရဲ့ပုံစံကဒီမှာကြည့်ကြည့်ပါသူကတော့ဒီမှာဆိုလို့ရှိရင် baby ဝဲရမှာဆိုလို့ရှိရင်လည်း inverter ရဲ့ cooling စနစ်တွေကိုတေချာလုပ်ပေးထားတယ်နောက်တစ်ခုကတော့ဒီမှာပေါ့ဒီမှာဆိုလို့ရှိရင်သူကနောက်မှာဆိုလို့ရှိရင်ဒီကကျွန်တော်အဖုံးခဏဖြုတ်ထားတာကျွန်တော်ပြီးအဖုံးပြန်တက်ပေးမယ်သူက battery connection တွေလည်းမိုက်တယ်ပြီးတော့လို့ရှိရင်ဒီမှာတုံးထားတဲ့ breaker တွေကလည်းတကယ် branded breaker တွေကိုတုံးထားပြီးတော့ battery information ကို wifi နဲ့ချိတ်ဆက်ပြီး bluetooth နဲ့ချိတ်ဆက်ပြီးကြည့်ချင်တယ်ဆိုလည်းဒီမှာကြည့်လို့ရတယ်ပြီးတော့ရင်သူကဒီမှာဆိုရင် inverter ရဲ့ cooling စနစ်အတွက်ကျွန်တော်တို့ silent ပေါ့နော်တကယ် silent fan နှလုံးကိုထည့်ပေးထားတယ်ပြီးတော့လို့ရှိရင်ဒီဘက်ကတော့ကျွန်တော်တို့က controller အတွက်ကိုထည့်ပေးထားတယ်ပန်ကားပါသူကတော့ solar အဝင်မရှိဘူးဆိုရင်တော့လဲနေမှာမဟုတ်ဘူးနောက်တစ်ခုကဒီမှာဆိုရင်သူကဒီလိုစကားပေါက်ကလေးတွေပေါ်မှာပြီးရင်ဒီလိုအတွင်းကိုဝင်တဲ့အပေါက်တွေမှာဆိုလို့ရှိရင်လည်းအထဲကိုအကောင်မလောင်နေမဝင်အောင်သူကလှုပ်ထားပေးနေတယ်ဗျပြီးရင်သူကဒီမှာဆိုလို့ရှိရင်ဒီမှာဒီလိုပုံစံမျိုးပေါ့သူကဒီလိုမျိုးလေးဒီလိုပုံစံလေးနဲ့ safety cap ပုံစံမျိုးလေးပါတယ်ကဲဒါဆိုလို့ရှိရင်တော့ battery ကိုအာမခံ4နှစ် inverter ကိုအာမခံ2နှစ်ပေးထားတဲ့ကမ္ဘာနာမည်ကြီး brand တွေကဖြစ်တဲ့ MUSD Max ရဲ့8000 watt battery 300 AA battery နဲ့တွဲထားတဲ့အမိုက်စား all in one power station ကိုဈေးနှုန်း65သိန်းအသိနဲ့ရမယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Tego 7 electronic hardware ကိုကြွားလဲခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်